ကဲစဉ်းစားကြည့်လေလူငငယ်ရွယ်နဲ့ကြည်စမ်းမတော်မတရားလှုပ်ပြီးတက်ယူရတယ်ကိုจิตတိတ်ကဒီလောက်မဲ့တယ်လားမင်းတို့ကဲလှုပ်သွားခဲ့တဲ့တေခံကိုလည်းပြောချင်တာကဘာအကြောင်းမအဲ့လိုလှုပ်နေတာလဲမင်းတို့မလက်တွေ6လောက်တွေမပါဘူးလားမလုံနိုင်တော့ဘူးလားမင်းတို့မကျိုးနေလားပဲ့နေလားလာမင်းတို့ဟုတ်ပြီအဲ့လိုသူများကိုတတ်ပြီးတော့သူများပစ္စည်းမတရားယူရတဲ့ကောင်လေးကိုလည်းပြောချင်တာမင်းတို့လုံမဆန်နိုင်လားခင်ငါလုံကြည့်မယ်လားမင်းတို့6လောက်ရဲ့လက်တွေငါရိုက်ချိုးထားရမယ်နော်6လောက်ရဲ့လက်တွေပဲငါရိုက်ချိုးချမယ်မင်းတို့ရှာပါလှိဖြက်ပလိမ့်မယ်ဘာမှမလုံနိုင်အောင်ထားပြီးငါထမင်းကျွေးမယ်ဘာဖြစ်လို့သူများအသက်တက်ချင်ကြတာလဲမင်းရောဘယ်လောက်တက်တိရှိလဲလို့ငါမေးချင်တာရှင်းရှင်းလေးပဲသူမတို့အေးဆေးနေတာဘာလူတက်ပြီးတော့သူများပစ္စည်းယူစေရအောင်မင်းတို့အဲ့လောက်ထိဂုဏ်သိက္ခာမဲ့နေလားလောက်เสียစောက်ကြောင်းအောင်မရှိဘူးငါတို့လည်းမြန်မာနိုင်ငံသားပဲငါတို့လည်းတမာတွေရောလောက်ကင်စားကြလဲလူတွေပဲအဲ့ကြောင့်ပြောချင်တယ်ရှင်းရှင်းလေးပဲသူများဘဝပြည့်မဲ့ဒုက္ခရောက်မဲ့လုံမျိုးမလောက်ကြပါနဲ့မလောက်ကြပါနဲ့မင်းတို့သိအောင်ပြောရင်ငါရောက်ဟုတ်ပြီဒီထိုင်းနိုင်ငံမှာတူတယောက်ပြဿနာရှာလိုက်မယ်ဆိုလို့ရှိရင်ဥပမာပြောပြတာနော်ရှာခြင်းတဲ့ဘောမဟုတ်ဥပမာပြောပြငါတူတယောက်ပြဿနာရှာလိုက်ပြီငါတို့မြန်မာနိုင်ငံသားတွေအကုန်လုံးဒုက္ခရောက်မှာနားလေတာထိုင်းနိုင်ငံနဲ့ပြဿနာရှိရင်ငါတို့မြန်မာနိုင်ငံသားပဲဒုက္ခရောက်မှာဟုတ်ပြီကဲထိုင်းနိုင်ငံအာဏာပိုင်ရောမင်းတို့မြန်မာနိုင်ငံသားတွေတယောက်မှငါနိုင်ငံမှာမနေနဲ့ထွက်သွားဆိုဟုတ်လားမင်းတို့အကုန်လုံးထွက်လို့ရတယ်တချို့ထွက်လို့မရတဲ့ဟာလေးတွေအများကြီးရှိတယ်ကိုချင်းစာသူတာလင်ငါနေရမှာနော်ဆိုရင်ငါဘယ်လိုခံစားရမလဲအတွေးမျိုးတွေးမင်းတို့ပြဿနာမှာတောင်းချက်တာလောက်စားစောက်ကြောင်းအောင်မရှိဘူးဟုတ်လားကိုယ်နိုင်ငံခေတ်ကမကောင်းဘူးဟုတ်လားကိုယ်နိုင်ငံမှာလည်းခေတ်ကလာကောင်းတာမဟုတ်ဘူးဘလို့မှခေတ်ကလာမကောင်းတဲ့အချိန်တော်တင်မှာသူများနိုင်ငံလာပြီးပြဿနာရှာတယ်မင်းတို့မရှက်ကြဘူးလားရှက်တရားမရှိဘူးလားမင်းတို့ကရှင်းပြောတယ်ကွာနောင်ပြောလို့တော့ရတယ်ဒါပေမဲ့မကောင်းဘူးကွာသိလားငါမပြောချင်ဘူးမင်းတို့တွေကြောင့်ငါတို့မြန်မာနိုင်ငံသားတွေသူများနိုင်ငံမှာမျက်နှာဘလောက်ငယ်ရတယ်ဘလောက်ရှက်ကမင်းတို့မသိဘူးလားမင်းတို့လောက်ရနေမင်းတို့နေရအဲ့နေရမှာကွာမင်းတို့လောက်ရတဲ့လောက်တဲ့သူပဲပြောတာနော်ကျွန်တော်အားလုံးမပြောဘူးတကယ်အစစ်မှန်လောက်တဲ့လူပဲကျွန်တော်ပြောတာမြန်မာနိုင်ငံသားအားလုံးကိုကျွန်တော်ပြောနေတာမဟုတ်ဘူးတကယ်လောက်ရတဲ့လူပဲကျွန်တော်ပြောချင်တာမင်းလောက်ရတဲ့နေရာမှာဟုတ်ပြီမင်းသားလည်းအဲ့နေရာမှာခံမယ်မင်းဘယ်လိုခံမလဲถ้าမင်းမိဘမင်းနှမတွေမင်းသားသမီးတွေအဲ့နေရာမှာဆိုရင်မင်းဘယ်လိုခံစားရမလဲကိုချင်းစာနေရာလေးထားကြပါနော်ဒါကိုယ်နိုင်ငံမို့သူများနိုင်ငံမှာနေသူများထမင်းလို့စားနော်သူများရည်တော့မင်းတို့တွေကဘာတွေလဲမင်းတို့ကတော်တော်ချမ်းသာသလားပတ်စံရှိသလားသူများနိုင်ငံမှာနေပြီးတော့ငါပြရှိရှိလေးမင်းတို့စုပါတမာတူကအဲ့လိုလုပ်ပါရတဲ့ပတ်စံကိုစုပါနော်ရတဲ့ပတ်စံကိုစုကိုဖို့ယူသားသားနဲ့လုပ်ပါယူသားနဲ့လုပ်ရတဲ့ပတ်စံကိုစုနောက်တစ်နေ့တစ်ချိန်မှာငါစီးပွားလုပ်ငန်းရှင်တယောက်ဖြစ်ခါမယ်ချမ်းသာရမယ်အဲ့လိုတွေးမျိုးနဲ့လုပ်ပါတမာတူကကြက်လုပ်ပါအဲ့ဒါတွေကကောင်းတဲ့အစင်လာလေးပါလုပ်ပါလုပ်ပြီးကိုနိုင်ငံပြန်သွားတဲ့ခါကျရင်ကိုနိုင်ငံမှာတမာတူကကြက်ဈေးဆိုင်ဖွင့်မလားမင်းတို့ရောင်းဝယ်ပါလုပ်ချင်တယ်လုပ်လို့ရတယ်